အားလုံးပဲမင်္ဂလာပါရှင်စွန်ပန်းဖြစ်ပါတယ်ရှင်ဒီတစ်ခါမှာတော့မလိုအပ်ဘဲနဲ့ကိုယ်အဖြစ်လာတင်တဲ့အခါအပြစ်တင်ခံရတဲ့အပြစ်တင်တယ်လို့ပြောရှင်တဲ့စကားလုံးတွေကိုလေ့လာကြည့်ကြရအောင်ရှင်ပထမဆုံးစကားလုံးကတော့အပြစ်တင်တယ်ပေါ့နော်အပြစ်တင်တယ်ကိုဆယ်မဲတို့အပြစ်တင်ရှင်းခံရတာကိုဆိုတော့ဆယ်မဲလာတဲ့တို့အပြစ်တင်ရှင်းခံခဲ့ရတယ်ဆိုရင်တော့ဆယ်မဲလာတဲ့မရှိတာပေါ့နောက်တစ်လုံးကကြတော့ဟီဟန်ဆူလို့ဆိုတာတော့ဝေဖန်ပြစ်တင်တာပဲပေါ့နော်နေရာရဲ့ကောင်းချင်းဆိုချင်းပေါ်မူတည်ပြီးတော့သူကဝေဖန်ပြစ်တင်တာကိုဟီဟန်ဆူလို့သုံးပါတယ်ရှင်နောက်တစ်ခုကကြတော့ဟီနန်ဆူလို့ပေါ့နော်ဒီအားနည်းမှုတွေမှယွန်းလို့ဆောင်မိတဲ့အခါမှာပြစ်တင်ဝေဖန်ခြင်းတဲ့အခါမှာဆိုလို့ရှင်ဒီဟီနန်ဆူလို့နဲ့သုံးတာပေါ့နော်နောက်တစ်လုံးကကြတော့ Q dance လို့ပေါ့နော်သူကတော့ Hinan လို့နဲ့အတူတူပဲပေါ့နော်ဒါတော့ဆွဲချက်တွေနဲ့အတူပေါ့နော်ပြစ်တင်ပြောဆိုတဲ့အခါမှာ Q dance လို့လည်းသုံးပါတယ်ရှင်နောက်တစ်လုံးကကြတော့ Chiseki လို့ဆိုဆဲဆိုပြစ်တင်တာပေါ့နော်နောက်တစ်လုံးကကြတော့ဆယ်မဲထားတဲ့ရုပေါ့နော်ဒါလည်းအပြစ်တင်တာပဲပေါ့နော်နောက်ဆုံးတစ်လုံးကကြတော့ Shikaru ဆိုဒီအပြစ်တင်မှုတွေပေါ့နော် Shikara တဲ့ရုဆိုရင်တော့ဆူရှင်းခံရတယ်ပြစ်တင်ချင်းခံရတယ်ဆိုပြီးတော့သုံးလို့ရတယ်နော်ဗီဒီယိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်ဘိုင်ဘိုင်